နောက်တစ်ခါကျတော့ turn anything into English activity ပေါ့နော်ဆိုမိဒီအရာမျိုးဆိုတချို့ English စာရဲ့သင်ခန်းစာဖြစ်အောင်ကျတော့ဖန်တီးလို့ရပါတယ်ပေါ့နော်ဒါကတော့ English စာသင်တဲ့ teacher တိုင်းသိကြတယ်အသုံးပြုကြတဲ့ဟာလေးပဲဖြစ်တယ် for example ပေါ့နော်ဆိုခုနိုင်မှာရှိတဲ့အရာတစ်ခုကိုခြေတို့ကယူပြီးတော့မှဒီအားကိုခြေတို့အနေနဲ့ speaking သင်မလား vocab သင်မလားဒါမှမဟုတ် writing ရေးမလားစသဖြင့်ခြေတို့အနေနဲ့ပြန်ပြီးတော့သင်လို့ရတယ်ပေါ့နော်ဆိုအကယ်၍ခုမှ picture တစ်ခုရှိရပုံလေးတစ်ပုံရှိရဆိုရင်အဲ့ဒီပုံလေးကိုခြေတို့အနေနဲ့ပြပြီးတော့သူတို့ကို idea လေးပြီးလို့ရတယ်ဘယ်လို speaking ပြောရမလဲဆိုရင် frame လေးကိုခြေတို့စပြီးတော့သင်ကြားလို့ရတယ်ဒါကကျတော့ဒီ activity ရဲ့ဒီအခြေခံသဘောတရားကိုရှင်းပြပေးတာဖြစ်တယ်ဥပမာအနေနဲ့ခြေတို့ဒီပန်းဒီတစ်လုံးဒါမှမဟုတ်ပေါ့နော်ဒီခြေတို့ကျော်ဖို့အိတ်ထဲမှာရှိတဲ့ပစ္စည်းလေးတစ်ခုကနေခြေတို့အင်္ဂလိပ်စာသင်ခန်းစာတစ်ခုဖြစ်လာနိုင်လားပေါ့နော်ခြေတို့အနေနဲ့ဘယ်လိုအသုံးပြုကြလဲကျောင်းသားတွေကဒီစိတ်ဝင်စားတဲ့ဗီဒီယိုဒါမှမဟုတ်သူတို့ရဲ့ပုံရိပ်တွေသူတို့ရဲ့အဲ့ဒီကနေပြီးသူတို့ရဲ့စကားပြောစွမ်းရည်ကိုဘယ်လိုမြင့်တင်ပေးလို့ရလဲခြေတို့ဗီဒီယိုတစ်ပုဒ်ကနေပြီးတော့သူတို့ကဒီပြန်လည်ရှင်းပြတဲ့ activity လေးပဲပေါ့နော်စသဖြင့်ဒီ activity လေးခြေတို့အသုံးပြုလို့ရတယ်နောက်ကကျပုံမှန်ဒီဖတ်စာအုပ်တွေမဟုတ်ဘဲနေပေါ့နော်ဒီပြင်ပကအရာဝတ္ထုပစ္စည်းတွေလက်တွေ့ဘဝကပစ္စည်းလေးတွေနဲ့သင်ယူရတာပို့ပြီးတော့ထိရောက်မလားစားတဲ့ဒီချေတို့အနေနဲ့ကိုစဉ်းစားသုံးသပ်ကြည့်ပေါ့နော်ကိုယ့်ရဲ့အခန်းအတွင်းမှာဘယ်လိုမျိုးအသုံးပြုရင် effective ဖြစ်မလဲဆိုတာချေတို့အနေနဲ့စဉ်းစားကြည့်ကြပါနောက်တစ်ခုကကျတော့ရည်ရွယ်ချက်ပေါ့နော်ကျောင်းသားတွေကဒီလက်တွေ့မြင်ရတဲ့အရာဝတ္ထုတွေကနေတစ်ဆင့်ဒီအင်္ဂလိပ်စကားလုံးကိုပို့ပြီးတော့အသုံးပြုတတ်လာမှာဖြစ်တယ်နောက်တစ်ခုကကျတော့ဒီဘာသာစကားကျွမ်းကျင်မှုပေါ့နော်ဒီ listening speaking ဒီ four skill လုံးကိုချေတို့ကျွမ်းကျင်လာပြီးတော့ဒီပြောစကောင်းတဲ့ဒီလက်အနေနဲ့ချေတို့အနေနဲ့လေ့ကျင့်ပေးလို့ရတယ်ကျောင်းသားတွေကိုဒီဝေဖန်ပါရှားနိုင်စွမ်းပေါ့နော် critical thinking ဒါမှမဟုတ်ခန့်မှန်းနိုင်စွမ်းစတဲ့inference တွေကိုခြေတို့အနေနဲ့မြင့်တင်ပေးနိုင်တယ်ပေါ့နော်ဒါကကြတော့ဒီ target student တွေကကြတော့ဒီလူကြီးကလေးမဟုတ်ပေါ့နော်လူကြီးတက်ရွယ်မှုကြီးခြေတို့ language သင်နေတဲ့ video မှာဆိုဒါလေးကိုအသုံးပြုလို့ရတယ်အဲ့ဒီမှာဆိုရင်ဒီကျောင်းသားအတွက်ဒီပစ္စည်းအပေါ်မှာမြင်တဲ့အမြင်ပေါ့နော်ဒီလိုမျိုးဒီခွက်လေးပေါ်မှာမြင်တဲ့အမြင်ချင်းဒါမှမဟုတ်အဲ့လိုမျိုးတွေစသဖြင့်ခြေတို့ဒီ option opinion တွေ sharing လုပ်လို့ရတယ် idea တွေ sharing လုပ်လို့ရတယ်အမြင်မတူတာတွေကိုခြေတို့ debate လုပ်လို့ရတယ်ပေါ့နော်ဒီတယောက်နဲ့တယောက်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်တယောက်ကအင်္ဂလိပ်စာသင်ရတာကဒီအရင်ကိုကောင်းတယ်ပေါ့နော်အာသာချက်တွေများတယ်တယောက်ကကြာမိခင်ဘာသာစကားသင်ရတာအာသာချက်တွေပိုများတယ်စသဖြင့်ဒီ debate လေးတွေခြေလုပ်ပြီးလို့ရတယ်ပေါ့နော်ဒီတယောက်နဲ့တယောက်ဒီစကားနိုင်လို့တာလိုမျိုးပေါ့အဲ့ဒါလေးခြေလုပ်ပြီးလို့ရတယ်နောက်ကကျဒီ strength and weakness ပေါ့နော်အတကြအားနေချက်တွေကဘာတွေရှိမလဲကျတော့အရင်ဟိုမှာရွေးရှင်တဲ့ပစ္စည်းတွေတခုကိုဒါသင်ခန်းထဲမှာသင်ကြားလို့စိတ်လှုပ်ရှားစရာ activity အဖြစ်ဖြေဖန်တီးလို့ရတယ်ပေါ့နော်ဒီကျောင်းသားတွေရဲ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ချိတ်ဆက်ပြီးတော့သင်တန်းတက်ကြမှုလို့ပို့ပြီးတော့မှတ်မိတယ်ဆရာအတွက်ပြင်ဆင်ရတာပို့ပြီးတော့လွယ်ကူပြီးတော့အရင်အမြင့်များစွာလို့ပေါ့နော်ဆိုအာနိချက်အနေနဲ့ဆရာတစ်ခုကဆရာအနေနဲ့ပစ္စည်းတစ်ခုကိုသင်ခန်းစာအဖြစ်ပြောင်းလဲဖို့အတွက်ဆရာကိုယ်တိုင်အနေနဲ့ဒီ creativity critical thinking စတဲ့စွမ်းရည်တွေရောရှိဖို့လိုအပ်ပါတယ်တချို့ကျတော့ဒီပစ္စည်းတွေကကျောင်းသားတိုင်းတချို့ပစ္စည်းတွေကကျောင်းသားတိုင်းအတွက်တော့စိတ်ဝင်စားဖို့ကောင်းတဲ့ပစ္စည်းတွေမဟုတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်နော်အဲဆိုပစ္စည်းတွေရွေးချယ်တဲ့နေရာမှာသတိထားကြပေးပါပေါ့နော်မတူရအနေနဲ့ဒီမိဒီအရာဝတ္ထုမဆိုဖန်တီးနိုင်တဲ့အတွက်ကြောင့်မို့လို့ခြေတို့ကြိုက်တာဖန်တီးနိုင်တယ်ပေါ့နော်ဆို example ပန်းသီးတို့ဓာတ်ပုံတို့ကြောပုတ်အိတ်တဲ့မှာရှိတဲ့ stationery ပစ္စည်းတွေခြေတို့အသုံးပြုလို့ရတယ်ဒါမှမဟုတ် video clip လေးတွေအသုံးပြုလို့ရတယ်အဲ့မှာfor example ပေါ့နော် three thing in the backpack လောက်စားမှုတစ်ခုကို example ပြတာပြပါတယ်အဲ့မှာပစ္စည်းရွေးချယ်နေရာမှာဆရာကမိမိအတွက်အမှတ်တရရှိတဲ့ပစ္စည်းတွေတုံးပေါ့နော်ဟိုမှာကိုယ်ဒီ childhood တုန်းကရခဲ့တဲ့စုတစိတ်တွေဓာတ်ပုံတွေဒီလက်မှတ်ဟောင်းတွေစသဖြင့်ကျတို့အနေနဲ့ပြင်ဆင်ထားလို့ရတယ်အဲ့ဒီပစ္စည်းတစ်ခုချင်းစီကိုထုတ်ပြပြီးတော့မှကျောင်းသားတွေကိုထို့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ memory ရဲ့အကြောင်းရေးခိုင်းတာမျိုးဒါမှမဟုတ်သူတို့ကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘယ်လိုအမှတ်တရရှိလဲဆိုတဲ့အကြောင်းအရာတွေကိုပြောခိုင်းလို့ရတယ်ရေးခိုင်းလို့ရတယ်ပေါ့နော်သူတို့ကဒီပစ္စည်းတွေကိုဘယ်တော့မှရခဲ့တာဘယ်သူစီရခဲ့တာဒီဟာကသူတို့ရဲ့ဘယ်လိုမျိုးဒီအောင်မြင်မှုတွေကနေရခဲ့တဲ့ဟာလိုမျိုးလဲဆိုတာကိုဆရာတို့အနေနဲ့အသုံးပြုပြီးတော့ပြကြခိုင်းလို့ရတယ်နောက်တစ်ခါကျဒီကျောင်းသားတွေပြောဆိုတဲ့အပေါ်မူတည်ပြီးတော့ဒီလိုအပ်တဲ့ဝါဟာရတွေကိုကျတို့အနေနဲ့ကြောက်တဲ့ပုံမှာဒီရေးပေးလို့ရတယ်ပေါ့နော်။တို့စကားပြောတဲ့နေရာမှာအထောက်အကူပြုစေအောင်ဒီ supporting vocab တွေကိုရေးပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဒီဆရာကဒီပစ္စည်းတွေကိုဘာကြောင့်ရွေးချယ်လဲဆိုတာကိုပြောပြမယ်ဒီ idea တွေပေးမယ်စသဖြင့်လုပ်ပေးလို့ရတယ်။ဒီကျောင်းသားတွေပါဝင်တဲ့အတွက်ကြောင့်မို့လို့လည်းမိမိရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုပြန်ပြီးတော့တငယ်ချင်းတွေနဲ့ idea တွေ share လို့ရတယ်။ပစ္စည်းလေးတွေကိုလည်း share ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်။ဒီရတဲ့အနေနဲ့ဆိုရင်ဒီကျောင်းသားတွေကအခြေခံဝတ္ထုလေးနဲ့အသုံးပြုပြီးတော့အင်္ဂလိပ်စာကိုဖော်ပြနိုင်စွမ်းရှိလာတဲ့အတွက်ကြောင့်မို့လို့သူတို့ကဒီ realistic authentic English language practice အနေနဲ့ဒီမျိုးအခြေခံကြတဲ့ဝတ္ထုလေးတွေသုံးပြီးတော့ speaking လေးခြေတို့အနေနဲ့အသုံးပြုခြင်းအပြင်သူတို့ကဒီဘာသာစကားပို့ပြီးတော့စိတ်ဝင်စားလာမှာပေါ့နော်
အဲ့ပြင်ဒီလက်တွေ့ဘဝမှာအသုံးပြုလာတဲ့အတွက်ကြောင့်မို့လို့လေသူတို့ရဲ့ confidence တွေကပို့ပြီးတော့တိုးတက်လာမှာဖြစ်တယ်ဒီအတန်းဖော်အရှင်းချင်းမှာဆိုလို့ရှိရင်ဒီအကြောင်းအရာကိုပို့ပြီးတော့သိရှိလာတဲ့အတွက်ကြောင့်မို့ရင်းနှီးမှုပို့ပြီးတော့ရလာစေမှာဖြစ်ပြီးတော့ဘာသာစကားကိုဒီပုံသင်နည်းလမ်းနဲ့ခြေလို့သင်ယူနေတာမျိုးမဟုတ်ပဲねဒီ passive learning မျိုးမဟုတ်ပဲね active learning အနေနဲ့လိုက်ရုံညွှန်ပြဆိုတော့သူကဒီ activity တွေကိုအသုံးပြုလာနိုင်မှာဖြစ်တယ်ပေါ့နော်သူဒါကတော့ဒီချိန်မိကိုခေါင်းစဉ်မှာပါတယ် turn anything into an English activity မှာပါဝင်တဲ့အကြောင်းအရာလေးတွေကိုရှင်းပြခဲ့ပေးတာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ခြေတို့အနေနဲ့ဒီlesson 10ခုကိုသဘောပေါက်နားလည်ကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆို lesson တစ်ခုချင်းစီရဲ့အောက်မှာ link လေးပေးထားပါတယ်အဲ့ဒီမှာခြေတို့ဒီအသုံးပြုခဲ့တဲ့ဒီ activity လေးတွေကိုဒီ YouTube ကနေပြီးတော့ဒီ link လေးတွေပို့ထားပေးပါတယ်အဲ့ link လေးတွေကနေလေ့လာပြီးတော့မှခြေတို့ရဲ့လက်တွေ့စာသင်ခန်းထဲမှာအသုံးချနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်အဲ့ဆိုလို့ရှိရင်ခြေတို့ကအခုဘာလေ့လာပြီးပြီလဲဆိုလို့ရှိရင် top 10တီစော activity လေးကိုလေ့လာပြီးတာဖြစ်ပါတယ်ဒီတီစောမှာအသုံးပြုတဲ့ဒီထိတ်တန့်10ခု activity အကြောင်းကိုရှင်းပြပေးခဲ့တာပဲဖြစ်ပါ